နော်ဗလိန်တာမဟုတ်ပါဘူးကျွန်တော်လည်းဖြစ်စေချင်လို့ပါအားမလို့အားမရတဖြည်းဖြည်းနဲ့တော်တော်ဖြစ်လာပြီတော်တော်ဖြစ်သွားပြီအားမလို့အားမရဒါပေမဲ့လည်းအပိမှာပါနော်ပြောတဲ့စကားလေးတွေထဲမှာလည်းအမှားလေးပါတာလေးရှိရင်လည်းနားလည်းခွတ်လို့ပေးပါဗျာနော်ဒီလိုပဲပြောချင်ပါတယ်ရင်ထဲကဆန္ဒတွေမအောင်အီးနိုင်တော့ဘူးပြောချင်တာသူတို့ဘေးမှာခုနမလေးရှားအသင်းတစ်သင်းပဲရှိရကွာဘေးမှာအဲ့တော့သူတို့မလို့အပ်ဘဲနဲ့သူတို့မပစ်ဘူးရတယ်အဲ့ဒီလည်းမှန်တယ်လက်ခံတယ် fine တယ် okay fine မှန်တယ်အဲ့မှာသူတို့ 2v2 ခွဲလိုက်တယ်နှစ်ကောင်အောင်ကြတော့ဒီမှာ 2v2 ခွဲလိုက်တယ်နှစ်ကောင်အောင်ကြတော့မလေးရှား AR ရှိရဲ့ဘက်မှာ2ယောက်ကြံခဲ့တယ်ကျွန်တော်တို့ဒါ Gosby နဲ့ Ichi ဒီဘက်မှာရက်ခအန်နိုဘုံဆိုပြီးတော့ရောက်လာတဲ့အချိန်မှာ surprise ဖြစ်ပြီးတော့ဟာဒီမှာတသိန်းရှိတယ်ဟာဆိုပြီးတော့ရက်ခချက်ချင်းကားပေါ်ပြန်တက်တာမဆိုင်ဘူးမှန်တယ်ဒီအောင်လက်ခံတယ်ဒီအောင်လည်းလက်ခံတယ်မဆိုင်ဘူးဘာလို့ဆိုတော့သွားဆိုင်လိုက်ဖေးပါ 4v2 ရက်ခချက်ချင်းကားပေါ်ပြန်တက်တယ်မှန်တယ်ဒီနေရာမှာဒါ DRH ရှိရဆိုတာသူတို့မသိဘူးစကောက်ပုံစံမျိုးတွာလာတဲ့အချိန်မှာ DRH နဲ့ဝါးနဲ့ထွက်လာတော့ 4v2 စကွက်လိုက်တွေ့တော့ရက်ခချက်ချင်းပြန် 4 တယ်ကားပေါ်တက်တယ်မှန်တယ် IT လက်ခံသေးတယ်မှန်သေးတယ်ပြဿနာမရှိသေးဘူးကိုအောင်អော်လိုက်သေးတယ်4မရှက်နဲ့4ဒါမျိုးက4ဝေးရရှက်နေလို့မရအောင်အဲ့ဒီအချိန်မှာလုံးဝနှစ်ကောင်က DRH နဲ့ဆိုင်နေတဲ့အချိန်မှာဒီဘက်မှာကျွန်တော်တို့ဒါ okay ရက်ခတစ်ပင်နောက်မှာရက်သွားပြီဘတ်တယ်ဆိုင်နဲ့ EG ပစ်ထားတယ်မလေးရှားပလေယာမှောက်သွားတယ်နှစ်ကောင်မှောက်သွားပြီဒီမှာဒီဘက်ထဲမှာမှောက်သွားပြီ Gosby ပြန်ပေးရတယ်ဒါလည်းဖြစ်တတ်တယ်မှန်တယ်လက်ခံသေးတယ်အဲ့မှာပြတ်သွားပြီ3ယောက်ကြံတယ်အဲ့မှာနော်ဒီမှာစိုးနော့နေပြီဒီကောင်ဒီမှာ3ယောက်ကျွန်တော်ပြောတာ 3v3 လေကျွန်တော်ပြောတာရက်ခဒီမှာအတင်းတင်းရှိရဆိုတော့ तू မြင်လိုက်ပြီလေတိလားရက်ခကွာဒီမှာဝါးနဲ့ဆိုစကွက်လိုက်ကြီးတွေ့ပြီကွာ तू information ပေးလိုက်ဟဲ့အောင်လေဒီ high ground မှာအတင်းတင်းရှိရ DR8 မှန်တော့ तू တိမှာမဟုတ်ဘူးကွာရောက်ကျင်းနေရအတင်းတင်းရှိတယ်သူforward အဲ့ချိန်မှာမလေးရှားအသင်းနဲ့ဖုံဘတ်တက်ဆိုင်နေဒီဘက်ကလည်းတပ်ပါတီဝင် join နေအဲ့တော့ဒီပေါ်မှာအသင်းတစ်သင်းရှိရဆိုတာသူတို့ချင်းစီတည်တယ်ကွာပြီးတော့တကောင်တော့နေပြီကွာအမကြီးရွေးချယ်စရာမရှိဘူးဘယ်ဘက်ချမ်းမှာလဲကွင်းပြီဒီလိုအချိန်မှာကြတော့ဘာလို့ရတော့ဘတ်တက်ဆိုင်ရတော့မှာဗျကျုံးရတော့မှာကျွန်တော်ပြောချင်တာသိလားဒါကျွန်တော်ဒါဗလိန်နေတာမဟုတ်ဘူးကွာဗလိန်တာမဟုတ်ဘူးသိရမလားဒါကတော့အင်္ဂိန်းထဲမှာတခါတည်းအုံတော့ကအစဉ်းစားရမှာကွာသိရမလားတကောင်တော့နေပြီကွာသူတို့လည်းမြင်တာပဲသူတို့ရှိနေတော့သွားတာကွာမလေးရှားရဲ့ DRA တော့သွားတာကွာဒါဗလိန်နေတာမဟုတ်ဘူးကွာဗလိဘူးဘယ်ဘက်ချမ်းမှာလဲကွင်းပြီဒီလိုအချိန်မှာကြတော့ဘာလို့ရတော့ဘတ်တယ်ဆိုင်ရတော့မှာဗျကျုံးရတော့မှာကျွန်တော်ပြောချင်တာသိလားဒါကျွန်တော်ဒါဗလိန်နေတာမဟုတ်ဘူးကွာဗလိန်တာမဟုတ်ဘူးသိရမလားဒါကတော့အင်္ဂိန်းထဲမှာတခါတည်းအုံတော့ကအစဉ်းစားရမှာကွာသိရမလားတကောင်တော့နေပြီကွာသူတို့လည်းမြင်တာပဲသူတို့ရှိနေတော့သွားတာကွာမလေးရှားရဲ့ DRH ရဲ့ BG ရဲ့3သင်းဘတ်တယ်ဆိုင်နေမလေးရှားပြတ်သွားပြီရက်ခါကိုပေးလိုက်ရပြီ3ယောက်ကျန်တယ်ဒီဘက်မှာလည်းတကောင်တော့နေတယ် no choice ရွေးချယ်စရာမရှိဘူးဒီ high ground ကိုရရင်ငါတို့ကဇုံပါပြီဆိုတာမင်းတို့မက်ကိုကြည့်လိုက်တာသိနေပြီဝင်ပြင်းတော့လေကွာမပြင်းဘူးကွာဝင်လုံးရမှာဟောဆိုပြီးတော့မရက်ခါအမ vision နဲ့လိုက်ကြည့်ပေးတယ်မကူးချိန်ဒီအမသိရမလားဝင်ပြင်းရမှာကွာကျွန်တော်ပြောတာဝင်ပြင်းတာကွာနိုင်တာမနိုင်တာကိုထားလိုက်အောင် K point လဲကျွန်တော်တို့ဒါ4မှတ်ရနေပြီကွာ6သင်းပဲကြံတော့ရယ်ကွာမက်ကိုကြည့်လိုက်ဒီ high ground ကိုရရင်ငါတို့ကအဆင်ပြေသွားတယ်သူ့ဟာသူမိမိစက်က DRH မကလို့လက်ရှိ walk champion ကွာ DK ဆိုလဲတီးရမှာပဲ IEG ဆိုလဲတီးကိုတီးရမှာပဲဗျာဒီအနေထားကြီးကတီးကိုတီးရမှာအဲ့မှာသူတို့က Mirage brand နဲ့ပေးကြလိုက်တော့ဘာဖြစ်လဲဆိုတော့ဘတ်တွေကနှိမ့်သွားပြီလေ high ground low ground ဖြစ်သွားပြီလေကြည့်အောင်ကျွန်တော်ပြောတာရှင်းရှင်းလေးကျွန်တော်ပြောတာသိလားခုနကလုံးသိတဲ့အချိန်မှာလုံးလိုက်ရင်ကန်ကောင်းရင်ကိုလည်းဘတ်တွေနိုင်သွားမယ်ဗျာကိုလည်းရှောင်းရင်ရှောင်းသွားနိုင်တယ်ဒါပေမဲ့တန်တယ်လေဒီနေရာကိုငါတို့ရရင်ပြီးသွားပြီလေကျွန်တော်ပြောချင်တာပေးကြလိုက်တော့ဒလေးဖြစ်သွားတယ်မကြီးကိုကောင်နှစ်ကောင်ကတော့မှ vision ကြီးကထင်းနေရမြင်နေရအဲ့ကောင်နှစ်ကောင်လုံးကိုပြစ်တာဒီကောင်ကဟိုက်ကောင်လိုအောင်လေပြစ်ခံရတာဗောဗျမအီချီခံတော့ပြစ်ပေးထားတယ်သွေးတော့တော့ကျိုးသွားဒါပေမဲ့ဘာမှလုပ်လို့မရတော့ဘူးလေ position ကြီးကနှိမ့်ရင်ဒီကြားလဲခွေးရလာပြစ်သေးရဲ့နွားမေလိုမျိုးတကောင်လှမ်းပစ်လိုက်သေးအဲ့မှာအီချီတော့ပြီးသွားတယ်အဲ့မှာပုတ်ပြသွားပြီတကယ်လို့သာကျွန်တော်ပြောလို့ခုနကကျွန်တော်ပြောလို့ဝင်ဖြတ်နေခုနကောင်လည်းဒီကောင်ပြစ်လို့မရအောင်ဒါပတ်ပကြီးကြတော့ဗျာသိရမလားစက္ကန့်ပိုင်းအတွင်းကို decision ချရတာဗျာသိရမလားဒီမှာကွာရွေးချယ်စရာလုံးဝမရှိဘူးကွာဘာလို့မှာဖြီကွာဟဲ့အောင်ဖြီဆိုပြီးဖြီရတော့မဲ့ site ကြီးကွာသိရမလား no choice ပြစ်ကိုပြစ်ကတော့မှာ
ဘလိန်တာမဟုတ်ဘူးနော်ဘလိန်နေတာမဟုတ်ဘူးနော်တော့ကြနေဒီဘဲကြီးကထိုင်ဘလိန်နေတယ်ဖြစ်မှာဆိုဘလိန်တာမဟုတ်ပါဘူးဗျာသိရမလားလက်ခံတင်သလောက်လက်ခံပါတယ်ကျွန်တော်လဲနားလဲလဲပါတယ်အားမရတာကွာအဲ့မှာပြေးကြလိုက်တော့ high ground low ground ဖြစ်သွားပြီခုနကလိုဝင်ပစ်လိုက်တယ်မလားကြာတယ်မလားအနည်းဆုံး9စက္ကန့်ပဲဘတ်တာဆိုင်ဖုံ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 ဆိုပြီးသွားပြီအဲ့တော့အချိန်လေးဆွဲသွားတော့ဒီဘတ်တယ်မှာလဲကိုကဘတ်တယ်ကနှိမ့်သွားတယ်ဒီကြားထဲမှာအေးလို့ခွေးတကောင်ကလှမ်းပစ်သေးတယ်အမှရှုပ်ကုန်သိရမလားခုနကလိုသာဝင်ကျုံးလိုက်ရင်ကွာကိုရှောရင်လည်းရှောသွားမယ်အမှတ်လည်းရရင်ရသွားနိုင်တယ်ပြီးနေအော် DRX ဘတ်တယ်ဆိုင်တဲ့အချိန်မှာကိုကလည်းနှိမ့်သွားတယ်ဒီကြားထဲတပ်ပါတွေဟိုကောင်ခွေးကလှမ်းပစ်သေးတယ်မှာအဝေးကြီးပဲအီချီကိုအဲ့မှာရှုပ်ကုန်ဖုံကွက်တိတွေ့လား high ground low ground နေဗျာ high ground low ground နေဟိုကောင်တွေကအပေါ်ကနေမြင်နေရတာဗောသိရမလားနေပြစ်တာတော့ကွက်တိကြီးပြစ်တာဘာလို့ high ground လေမြင်နေရတာဗောအဲ့ဘတ်တယ်မှာကွာ DRX ကိုနိုင်လဲနိုင်မယ်ရှုံးလဲရှုံးမယ်ရှုံးပြီးတော့မှောက်သွားရင်တော့စိတ်မဆိုးဘူးဗျာတကယ်စိတ်မဆိုးဒါဖြစ်တတ်တယ်လေပွဲကြီးတဲ့ကောင်တွေနားလေတယ်ကွာလက်ခံမေးလို့ရတယ်ရှုံးသွားရင်တော့စိတ်မဆိုးဘူးဗျာပြဿနာမရှိဘူးဆိုင်သင်းလို့ race UV ဘတ်တယ်ဆိုင်တယ်ကွာဖေးတယ်ကွာပြဿနာမရှိဘူးတကယ်လို့နိုင်သွားလဲဒီ high ground ကိုရမှာအေးစေးပဲခုကြီး share ကြီးဘာမှမဆိုဖြစ်သွားနိုင်တယ်ဖုံတိုင်းဆိုအမှတ်20ပါလေဖြစ်သွားနိုင်တယ်ဗျပိုတင်းတာပြစ်နိုင်တယ်ဗျ BG ပြစ်နိုင်တယ်ဗျဂမ်းမောက်ကလည်းရှိတယ်ဗျသိရမလားကျွန်တော်ဒီပွဲမတိုင်ခင်မှာလည်းပြောတယ်နော်ရက်ကွက်ပွဲမဟုတ်ဘူးသိရမလား tournament တွေထဲမှာအမြင့်ဆုံး tournament ဖြစ်တဲ့အတွက် survive လုပ်ရမှာပဲ survival game survive လုပ်အချို့ battery တွေစိုင်နေတဲ့အချိန်မှာ race ယူပြီးတော့စိုင်ချပလိုက်အဲ့ဒါကိုပြောတာဒီပွဲမတိုင်ခင်ကတော့ကျွန်တော်ပြောရနော်ခုန battery ကလုံးဝတီးကိုတီးရမယ် battery ကြီးဗျာမင်း DK မကောက်တော့ဟဲ့ DK မကောက်တော့လား2024ဟဲ့လား what sorry PNGC champion မကောက်တော့ဘာသိမ်းပဲဖြစ်နေ TOD ရတော့မှာ face to face ခုနနေရာကြီးอ่ะမလေးဒီ high ground ကြီးရတာလေကွာဒီ high ground ကြီးရမယ်လေနော်ဒီ high ground ကြီးရမယ်ကဲပြီးရလဲပြီးသွားပါပြီဗျာနော်ဘလိန်တာမဟုတ်ပါဘူးကျွန်တော်လည်းဖြစ်စေချင်လို့ပါအားမလို့အားမရတဖြည်းဖြည်းနဲ့တော်တော်ဖြစ်လာပြီတော်တော်ဖြစ်သွားပြီအားမလို့အားမရဒါပေမဲ့လဲအပိမှာပါနော်ပြောတဲ့စကားလေးတွေထဲမှာလဲအမှားလေးပါတာလေးရှိရင်လဲနားလဲခွတ်လို့ပေးပါဗျာနော်ဒီလိုပဲပြောချင်ပါတယ်ရင်ထဲကဆန္ဒတွေမအောင်အီးနိုင်တော့ဘူးပြောချင်တာ